ကောင်းမွန်တဲ့ဘဝတစ်ခုတိဆောက်ခြင်းရဲ့အဓိကလိုအပ်ချက်ကမိတ်ဆွေထင်နေသလိုအရန်ကြီးလေးနဲ့မနေပါဘူး။ဒါဆိုရင်ဘယ်အရာမျိုးကကောင်းမွန်တဲ့ဘဝကိုဖြစ်စေနိုင်တယ်လဲလိုအပ်ချက်ကိုနားထောင်ကြည့်ရအောင်။ဝါရင်လေရင်မှုတွေရှိပါတယ်။ရဲရဲနဲ့လေရင်မှုတွေရှိမယ်။ဒါပေမဲ့ရဲရဲနဲ့ဝါရင်လေရင်မှုဆိုတာတော့မရှိနိုင်ပါဘူး။ကျွန်တော်ဟာအပျော်တမ်းလေရင်မောင်းသမားတယောက်အနေနဲ့အဲ့ဆိုရိုးကိုမကြာခဏသတိရမိပါတယ်။ကျွန်တော်ဒီနေ့မှာဝါရင်လေရင်မှုဖြစ်ချင်ပါတယ်။အဲ့ဒါဟာရဲရဲနဲ့လေရင်မှုတူဖြစ်ရတာထက်ပိုကောင်းပါတယ်။အင်ဂျင်တစ်လုံးထဲပါတဲ့1985ခုနှစ်ထုတ်လေရင်အိုကြီးရဲ့မောင်းခန်းထဲကိုတက်တက်ဝင်ရောက်တဲ့အချိန်တုန်းကတော့ဘာကြီးကြီးကျယ်ကျယ်ရွယ်ချမ်းမှမရှိခဲ့ပါဘူး။ပြတ်မကြဖို့ကိုပဲအဓိကထားပြီးကြိုးပမ်းခဲ့ရတာပါ။လေရင်ပြတ်ကြနိုင်တဲ့အကြောင်းရင်းတွေကထင်ရှားပါတယ်။ရာသီဥတုမကောင်းတဲ့အချိန်မှာပြန်တန်းတာစစ်ဆေးရမယ့်အချက်တွေကိုဘာစစ်ဆေးမှုမှမလုပ်ဘဲပြန်တန်းတာအရန်ပင်ပန်းတဲ့အချိန်မှာတက်မောင်းတာလုံလောက်တဲ့လောင်စာသည်မပါပဲမောင်းတာစတဲ့အချက်တွေပါ။တတော်ရှယ်ယာဈေးကွက်ထဲမှာဝင်ရောက်ရင်းနှီးမြှုပ်နှံတာဟာခမရရဲ့အသက်အန္တရာယ်အတွက်တော့စိုးရင်စရာမရှိပါဘူး။ဒါပေမဲ့အဲ့ဒီကစားပွဲထဲမှာငွေကြေးပမာဏကတော့အများကြီးပါနေပါတယ်။ရင်းနှီးမြှုပ်နှံသူတွေဟာအတက်နဲ့အကြားဆိုတာကိုမကြာခဏပြောကြပါတယ်။အတက်ဆိုတာကရင်းနှီးမြှုပ်နှံထားတဲ့ share တွေရဲ့စုစုပေါင်းတန်ဖိုးဟာအပေါင်းလက္ခဏာဆောင်နေတာဖြစ်ပြီးအကြားဆိုတာကတော့အဲ့ဒီတန်ဖိုးဟာအနုတ်လက္ခဏာဆောင်နေတာကိုဆိုလိုတာဖြစ်ပါတယ်။အဲ့ဒီဝါရတွေကိုလေချောင်းပြန်တန်းတဲ့နေရာမှာလည်းယူငင်သုံးဆွဲလို့ရပါတယ်။လေရင်စတင်မပြန်တန်းမီနဲ့ပြန်တန်းနေစဉ်အတွင်းမှာကျွန်တော်ဟာအနှုတ်လက္ခဏာဆောင်နိုင်တဲ့အရာတွေဘာတွေရှိမလဲဆိုတာကိုလုံးဝသိချအောင်စစ်ဆေးပါတယ်။နှင်းထူတဲ့တောင်တန်းကြီးတွေတိမ်တိုက်ဖွဲ့တည်မှုတွေအင်မတန်မြင့်တဲ့နေရာမှာကျွန်တော်ရဲ့အသားညက်ပေါင်မိုးရဲ့အရာသာဘလို့ရှိမလဲဆိုတာတွေကအစဖြစ်နိုင်ခြေရှိတဲ့အကြတွေဘာတွေဖြစ်လာနိုင်မလဲဆိုတာကိုသိချစစ်ဆေးပါတယ်။အကြတွေကိုကျွန်တော်ဖက်ရှင်းထားနေနိုင်သမျှကတော့အတက်ဟာသူ့လိုဖြစ်နေမှာပဲဖြစ်ပါတယ်။ယင်းနှမြုံနှံသူချာလီအဲလစ်ကအပျော်ရမ်းတင်းတင်းကစားသမားတွေအတွက်အဲ့ဒီနီလန်းကိုပဲအကြံပြုလမ်းညွှန်ခဲ့ပါတယ်။ရိုက်ချက်တိုင်းကိုသူတို့လိုရအောင်ရိုက်နိုင်တဲ့ကျေးစားတွေလို့မဟုတ်ပဲအပျော်ရမ်းကစားသမားတွေဟာအမားတွေကိုအဆက်မပြတ်လှုပ်လေ့ရှိကြပါတယ်။ဘောလုံးကိုပိုက်တိုးအောင်ရိုက်ကြပါတယ်။စီးရပြင်ထွက်အောင်ရိုက်တတ်ကြပါတယ်။အမြင့်ကြီးမြောက်ရိုက်တတ်ကြပါတယ်။မဝင်ရမယ့်အကွက်ထဲရအောင်ရိုက်တတ်ကြပါတယ်။အပျော်ရမ်းကစားပွဲတွေနဲ့ကျေးစားပြိုင်ပွဲတွေဟာအင်မတန်မှခွာခြားလာပါတယ်။ကျေးစားပြိုင်ပွဲမှာကအမှတ်ရအောင်ရိုက်ရပါတယ်။အပျော်ရမ်းပြိုင်ပွဲမှာကအမှန်မပေးရအောင်အမားမလုံးမိရအောင်ဥတီပြီးရိုက်ရပါတယ်။အပျော်ရမ်းပြိုင်ပွဲတွေမှာအမားမလုံးမိဖို့ကြိုးပမ်းရပါတယ်။တစ်ဖက်ကပြိုင်ဘက်မဆယ်နိုင်အောင်ရိုက်ချလိုက်ဖို့ထက်ဘောလုံးကိုအမားရင်းမရှိကြလေးထိရိုက်ထားနိုင်ဖို့ဥတီရပါတယ်။အဲ့ဒီမှာတစ်ဖက်ကပြိုင်ဘက်ကနိုင်ကျင်စောနဲ့အမားရင်းတွေလှုပ်လာပြီးရှုံးနိမ့်သွားပါလိမ့်မယ်။အပျော်ရမ်းပြိုင်ပွဲတွေမှာတင်နိုင်သွားတာမဟုတ်ပါဘူး။တစ်ဖက်ကစားသမားကရှုံးနိမ့်သွားတာလို့ပြောရမှာပါ။အတက်တွေအပေါ်မှာစူးစိုက်လှုပ်ဆောင်တာထက်အကြတွေအပေါ်မှာစူးစိုက်လှုပ်ဆောင်ခြင်းဟာတန်ဖိုးရှိတဲ့အသိဉာဏ်ဆိုင်ရာလက်နက်ကိရိယာတစ်ခုပဲဖြစ်ပါတယ်။ဂရိ၊ရိုမန်နဲ့အလက်ခေတ်တွေးခေါ်ပညာရှင်တွေဟာအဲ့ဒီနည်းစနစ်အတွက်နာမည်ပေးထားခဲ့တယ်။အဲ့ဒါကတော့အနှုတ်လက္ခဏာဆောင်ဘာသာတရားဖြစ်ပါတယ်။အခြေခံယူဆကတော့ဘုရားသခင်ဆိုတာဘယ်ဟာရဲလို့ခမည်းမပြောနိုင်ပါဘူး။ဒါပေမဲ့ဘယ်ဟာတွေကဘုရားသခင်မဟုတ်ဘူးရဲလို့တော့ခမည်းပြောနိုင်တယ်ဆိုတဲ့အယူဆပေါ်မှာအခြေခံထားတာဖြစ်ပါတယ်။ဒီနေရာမှာတော့ကောင်းမွန်တဲ့ဘဝတစ်ခုဆိုတာဘာရဲလို့ခမည်းမပြောနိုင်ပေမဲ့ကောင်းမွန်တဲ့ဘဝတစ်ခုမဖြစ်အောင်ဘယ်အရာတွေကဟန်တာနှောက်ယှက်နေသလဲဆိုတာကိုတော့ခမည်းပြောနိုင်တယ်လို့ပြောကြရအောင်ပါနှစ်ပေါင်း2500လောက်ကြာအောင်အတွေးခေါ်ပညာရှင်တွေဘာသာရေးပညာရှင်တွေဆရာဝန်တွေလူဝိဒပညာရှင်တွေဘောဂဗေဒပညာရှင်တွေစိတ်ပညာရှင်တွေဥနောက်တုလေတနာသမားတွေနဲ့ကြော်ညာသမားတွေဟာလူတွေကိုဘယ်အရာတွေကပျော်ရွှင်စေသလဲဆိုတဲ့အချက်ကိုလေ့လာစမ်းစစ်ခဲ့ကြပါတယ်ဒါပေမဲ့သူတို့လေ့လာတွေ့ရှိတဲ့အချက်တွေဟာတိတ်ခိုင်လုံမှုမရှိပဲပျော်ရွှင်မှုကိုဘယ်လိုအရာတွေကဖြစ်စေသလဲဆိုတာကိုလက်စောလက်ကင်ပြဖို့ခက်ခဲနေစဉ်ဖြစ်ပါတယ်လူရချင်းချင်းအပြန်အလှန်ဆက်ဆံမှုပြုတာဟာအရေးကြီးတယ်လို့သူတို့ပြောကြတယ်။ရွယ်ချက်တစ်ခုခုနဲ့ရှင်သန်နေထိုင်ခြင်းကကောင်းတယ်လို့လည်းပြောကြပြန်ပါတယ်။လင်ကိစ္စဟာလည်းကောင်းမွန်ပြီးလူကိုကျဉ်းတဲ့နှိမ့်သိမ့်မှုဖြစ်စေတဲ့အဓိကအချက်ဖြစ်တယ်လို့လည်းပြောကြပြန်တယ်။အဲ့ဒီအချက်တွေကအင်မတန်ကောင်းမွန်ပါတယ်။ဒါပေမဲ့ကိုယ့်အတွက်ကိုယ်တိုင်အဖြေရှာကြည့်ကြရအောင်။သူတို့ပြောတာတွေကတိတ်တိတိကျကျမရှိလာပါဘူး။ပျော်ရွှင်မှုဆိုတာကိုအနက်ဖွင့်ဖို့အတွက်အတက်ဘက်ကိုပဲကြည့်နေတာဟာတိတ်တော်လဲအလုံးမဖြစ်လာပါဘူး။ဘယ်အချက်တွေကပျော်ရွှင်ကောင်းမွန်တဲ့ဘဝတစ်ခုဖြစ်ဖို့ရာအတွက်ဟန်ထားနေတယ်လဲဆိုတာကိုကြည့်မယ်ဆိုရင်တော့အဲ့ဒီအချက်တွေကိုကျွန်တော်တို့အလွယ်တကူပဲခြာရေးနိုင်ကြပါလိမ့်မယ်။အရက်ဆွဲနေတာ၊ဆေးဆွဲနေတာ၊စိတ်ဖိစီးမှုတွေများနေတာ၊စူညံမူညံတံတွေခံစားနေရတာ၊အိမ်ထဲအလုပ်ဝေးလွန်းတာ၊မကြိုက်နှစ်သက်တဲ့အလုပ်ကိုလုပ်နေရတာ။အလုပ်လက်မဲ့ဖြစ်နေတာအဆင်မပြေတဲ့အိမ်တော်ကြီးဖြစ်နေတာရီမန်းချက်မြင့်ကြီးတွေချမှတ်ထားမိနေတာစင်းရဲမွေးတွေနေတာအကျွေးပတ်လည်ဝိုင်းနေတာငွေကြေးအဆင်မပြေတာအထီးကျန်နေတာအမြဲမပြတ်ညီးတွားနေရတာပြေပါကအခြေအနေတွေအပေါ်အမိရခုအများကြီးပြုတ်နေရတာ
ကိုတခြားသူတွေနဲ့အမြဲမပြတ်နှိုင်းရှင်နေမိတာကိုခံရသူလို့အမြဲတွေးထင်နေမိတာကိုအလိုမကျတာအဲ့ချိန်ဆိုးဆိုးရွားရွားမုံမမှန်ဖြစ်နေတာစိတ်ဓာတ်ကျတာစိတ်ရှုပ်တာစိတ်ရိုင်းဝင်တာနဲ့မနာလိုတာတွေစတာတွေဟာကောင်းမွန်တဲ့ဘဝတစ်ခုဖြစ်ဖို့ရာဟန်တားနေကြတဲ့အချက်တွေပဲဖြစ်ပါတယ်ဒါတွေကိုဖော်ထုတ်နိုင်ဖို့သိပ္ပံပညာရက်တွေမလိုအပ်ပါဘူးအကြဟာအတက်ထက်ပိုပြီးတိတာထင်ရှားလွန်းနေပါတယ်အကြဟာကြောက်တုံးလိုပါပဲမာကြောတယ်ထိတွေ့ကင်တွေနိုင်တယ်မြင်လွယ်သိလဲပါတယ်အတက်ကတော့လေးလိုပါပဲဖန်ဆုပ်ကင်တွေပြဖို့မြင်နိုင်ဖို့အခက်အခဲရှိနေပါတယ်ဒါကြောင့်ခမ ्या ရဲ့ဘဝတွေကအကြတွေကိုစနစ်တကျဖယ်ထုတ်နိုင်ဖို့အကောင်းဆုံးကြိုးပမ်းပါအဲ့လိုဖယ်ထုတ်နိုင်တာနဲ့ခမ ्या ရဲ့ဘဝဟာအလိုအလျောက်အကောင်းဘက်ကိုရောက်သွားပါလိမ့်မယ်ကျမဆိုတာကအချိန်မရွေးဝင်ရောက်ဖျက်ဆီးနိုင်တယ်ဆိုတာကတော့ဟုတ်ပါတယ်ခမ ्या အိမ်မော်ကိုဩကာခဲတွေကြလာတာမျိုးစစ်ကြီးတွေဖြစ်သွားတာမျိုးခမ ्या ရဲ့ကလေးငယ်ရင်းနစ်တာမျိုးခမ ्या ရဲ့ကုမ္ပဏီပျက်စီးသွားတာမျိုးစရမမျော်လင့်တဲ့ဖြစ်ရပ်တွေဖြစ်နိုင်ပါတယ်ဒါပေမဲ့ကျမဆိုတာကဒိဗ္ဗေဖွင့်ဆိုခြင်းအရာတော့ဘယ်သူမှလှမ်းမိုးချုပ်ကင်လို့မရတဲ့အရာမျိုးပါဒါကြောင့်ထိချုပ်လို့မရတဲ့အတူတူအဲ့ဒီအရာကိုတိတ်ကယူဆိုင်မနေပါနဲ့အပေါ်မှာဖော်ပြခဲ့တဲ့စင်းရင်းထဲမှာတစ်ခုနှစ်ခုလောက်ကျွန်တော်မေ့ကြံခဲ့တယ်လို့ခမ ्या ထင်ကောင်းထင်နေပါလိမ့်မယ်ဥပမာယောဂဝေဒနာခံစားရတာတွေမစွမ်းမတန်ဖြစ်တာတွေအိမ်အောင်ကွာရှင်းရတာတွေစသဖြင့်ပေါ့ဒါပေမဲ့လည်းမရွေမတတ်နိုင်သောလေ့လာမှုတွေကဖော်ပြနေတာကဒီဖြစ်ရရဲ့အကျိုးတရားမှုဟာကျွန်တော်တို့ထင်ထားတာထက်ကိုမြန်မြန်ဆန်ဆန်လွင်ပါပြောက်ွယ်သွားတတ်တယ်ဆိုတဲ့အချက်ပါပဲထိခိုက်ဒဏ်ရာရမှုတစ်ခုဖြစ်အပြီးမှာအစာဦးကာလအနည်းငယ်မှာမစွမ်းမတန်ဖြစ်သွားတဲ့ဝေဒနာချင်းဟာသူ့ရဲ့မဆန်းဆောင်နိုင်တော့မှုအပေါ်မှာစိတ်လုံးဝရောက်ပြီးပူဆွေးနေပါလိမ့်မယ်ဒါပေမဲ့လာအနေငယ်ကြာပြီးတဲ့နောက်မှာတော့သူတို့ရဲ့စိတ်ဟာပုံမှန်အခြေအနေကိုပြန်လည်ရောက်ရှိလာပါတယ်ပုံမှန်နေစဉ်ဘဝရဲ့ပြဿနာတွေကသူတို့ရဲ့စိတ်ထဲကိုပြန်လည်ဝင်ရောက်လာကြပါတယ်အဲ့ဒီအခါမှာသူတို့ရဲ့ထိခိုက်မှုကြောင့်ပူဆွေးနေရတဲ့စိတ်ဟာနောက်ဘက်ကိုရောက်ရှိသွားပါတယ်အိမ်အောင်ကွာရှင်းတဲ့ကိစ္စဟာလည်းထုံနည်း၎င်းပါပဲတနေ့နှစ်နှစ်လောက်အထိတော့အင်မတန်ခံစားရပါတယ်အဲ့ဒီနောက်မှာတော့မျက်ရည်ချိုင်ဝမ်းရဲ့ဟိုဘက်ကန်းကိုခမ ्या ရောက်သွားပါလိမ့်မယ်ဒါပေမဲ့အဲ့ဒါတွေနဲ့မတူတဲ့အရက်ဆွဲတာဆေးဆွဲတာစိတ်ပြေစည်းမှုများနေတာစူညာပူညာတန်တွေခံစားနေရတာအိမ်နဲ့အလုပ်ဝင်းနေတာတွေအပါအဝင်ပထမစင်းတဲ့ကကိစ္စတွေကတော့ဘလောက်ပဲကြာကြာလူတွေဘလို့မှမေ့ပြောက်တက်သွားမှာမဟုတ်ပဲခံစားရမှုတွေဖြစ်ပါတယ်အဲ့ဒီအရာတွေကခံစားရတာကြားလို့ပုံမှန်လိုဖြစ်သွားတယ်ဆိုတာမျိုးမရှိတဲ့အရာတွေဖြစ်ပါတယ်သူတို့ကအမြဲတမ်းပြစ္ဆုတ်ပံမှာရှိနေပြီးကောင်းမွန်တဲ့ဘဝတစ်ခုဖြစ်ဖို့ကိုနှောက်ယှက်ဟန်တားနေကြမှာဖြစ်ပါတယ်ဝါရင်ဘက်ဖက်နဲ့ချာလီမွန်ခါလိုရေရှည်အောင်မြင်မှုရရှိတဲ့ယင်းနှိမ့်မြုံနှံမှုဈေးကွက်ထဲမှာလှုပ်ရှားနေကြသူတွေဟာစိတ်ပိုင်းဆိုင်ရာလှည့်ကွက်တွေလက်နက်ကရိယာတွေနေ့စဉ်ဘဝမှာကောင်းမွန်ပျော်ရွှင်စေမယ့်စိတ်နေစိတ်ထားတွေကိုဝင်းမြူသုံးမှုကြပါတယ်အဲ့ဒါတွေကတော့အဆင့်တစ်အကြတွေကိုရှောင်ပါသူတို့ယင်းနှိမ့်မြုံနှံမှုတွေလုပ်ကြတဲ့အခါမှာဘက်ဖက်နဲ့မွန်ကာတို့ဟာပထမဆုံးအနေနဲ့သူတို့ဘာတွေကိုမလုပ်ဘဲရှောင်ရှားရမလဲဆိုတာကိုဖော်ထုတ်သတ်မှတ်ကြပါတယ်ဘာလို့ရမလဲဆိုတဲ့အတက်ကိုမစင်းစားခင်ဘာတွေတော့မလုပ်ရဘူးလဲဆိုတဲ့အကြတွေကိုအရင်ဆုံးဖော်ထုတ်ပြီးရှောင်ရှားကြပါတယ်ဘက်ဖက်ကချာလီနဲ့ကျွန်တော်ဟာခက်ခဲတဲ့စီးပွားရေးဆိုင်ရာပြဿနာတွေကိုဘယ်လိုဖြေရှင်းရမလဲဆိုတာကိုမစင်းစားကြပါဘူးအဲ့ဒီပြဿနာတွေကိုဘယ်လိုရှောင်ရှားရမလဲဆိုတာကိုပဲစဉ်းစားကြပါတယ်လို့ပြောခဲ့ပါတယ်အဲ့ဒီလိုလုပ်နိုင်ဖို့ဆိုတာဟာပါရမီရှင်ဉာဏ်ကြီးရှင်ဖြစ်နေဖို့မလိုပါဘူးချာလီမွန်ကာကတော့အရန်ကောင်းမွန်တဲ့ကိစ္စတစ်ခုလုပ်ဖို့ကြိုးစားတာထက်ဘယ်လောက်ကြာအမှားရမလုပ်မိအောင်ထိန်းထားနိုင်မလဲဆိုတဲ့အချက်ကပိုပြီးအရေးကြီးပါတယ်လို့ပြောခဲ့ပါတယ်ဒါဆိုရင်အထက်ကပြောခဲ့တဲ့အချက်တွေတွေကဘာတွေထုံးလို့ယူလို့ရမလဲကောင်းမွန်တဲ့ဘဝတို့တိဆောက်ခြင်းရဲ့ကြီးမားတဲ့အစိပ်ပိုင်းတစ်ခုကလုံးဝကောင်းမွန်တဲ့ပီတိဒုက္ခပျော်ရွှင်မှုတွေရဖို့ကြိုးစားတာထက်တောင်းအညံပြင်းမှုတွေယူသွမိုင်မမှုတွေကင်းနဲ့ဘဝကိုရေရှည်မောင်းနှင်သွားနိုင်ဖို့ပဲဖြစ်ပါတယ်ကောင်းမွန်တဲ့ဘဝတစ်ခုဖြစ်ဖို့ဆိုတာဟာခမားဘာတွေလုပ်မလဲဆိုတာတဲ့ခမားဘာတွေကိုမလုပ်ဘဲရှောင်ရှားမလဲဆိုတာကပိုရေးကြီးပါတယ်ဒါမှမဟုတ်ရင်မွန်ကာတခါကပြောဘူးတလို့ပါပဲတိခွင့်ရရင်ကျွန်တော်ဘယ်နေရာမှာတေးရမလဲဆိုတာကိုသိချင်ပါတယ်ပြီးတော့အဲ့ဒီနေရာကိုဘယ်တော့မှမသွားပဲနေလိုက်မယ်ဆိုတဲ့စကားလေးကိုအမှတ်ရနေစေချင်ပါတယ်